မိန်းကလေးတယောက်ပြန်လည်မူထွက်လာတဲ့အခါမှာသူမဟာအထက်တန်းကျတဲ့အိရှိမင်းသားကိုလက်မထပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီအစားအေဂရစ်မင်းမြတ်ကိုအိရှိမင်းသားရဲ့ဦးလေးတော်ဆက်သူကျင့်ဝမ်မင်းသားနဲ့လက်ဆက်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ကျင့်ဝမ်မင်းသားဟာစစ်နေပင်ကပြန်လာကတည်းကသတိမမျောနေခဲ့တာပါ။သူမဘာကြောင့်ဒီလိုလုပ်ခဲ့ရတယ်လဲဆိုရင်လွန်ခဲ့တဲ့ဘဝမှာသူမဟာစစ်သူကြီးမျိုးရိုးကဖြစ်ပြီးသူမရဲ့မိသားစုဝင်တွေဟာတားမြစ်အတွက်စစ်နေပင်မှာအသက်ပေးခဲ့ကြလို့ပါ။ ဧကရမင်းကသူမရဲ့မိသားစုကိုဂုဏ်ပြုတဲ့အနေနဲ့သူမနဲ့တက်တဲ့သူကိုရွေးချယ်လက်ထပ်ခွင့်ပေးခဲ့ပါတယ်။အဲဒီတုန်းကတော့သူမဟာငယ်တငယ်ကြီးဖြစ်တဲ့အိရှိမင်းသားကိုပျော်ပျော်ရွှင်ရွှင်ပဲရွေးချယ်ခဲ့ပါတယ်။တစ်သက်လုံးပျော်ရွှင်ရမယ်လို့ထင်ခဲ့ပေမဲ့လက်ထက်ညမှာချင်းအိရှိမင်းသားဟာသူမကိုကြမ်းမြင့်မော်တွန်းချပြီးရဲရဲစက်ဆက်ဆံခဲ့ပါတယ်။သူမကိုအစီကံတွေကအစာနှိမ့်ချဆက်ဆံခဲ့ကြသလိုအိရှိမင်းသားကလည်းလူလူရှုထားခဲ့ပါတယ်။င်းနေကြနေတဲ့အေးစက်တဲ့ညမှာတောင်သူမကိုမြင်းလက်ပေါ်အားဆင်းခိုင်းပြီးလမ်းလျှောက်ပြန်ခိုင်းခဲ့ပါတယ်။နောက်ဆုံးမှာတော့သူမဟာအားကိုးရမဲစွာနဲ့အသက်ပြတ်ခဲ့ရပါတယ်။အခုတော့ကံကြမ္မာကသူမကိုဒုတိယအကြိမ်ခွင့်ရေးပေးလိုက်ပါပြီ။ဒီတစ်ချိန်မှာတော့သူမဟာအထက်ကအမှားမျိုးအဖြစ်မခံတော့ပါဘူး။ဧကရမင်းကအိရှိမင်းသားနဲ့လက်ဆက်ပေးဖို့စီစဉ်တဲ့အခါမှာသူမကပြပြသားသားညှင်းဆိုခဲ့ပြီးကျမအချင်းဝင်မင်းသားကိုပဲချစ်မြတ်လိုပါတယ်လို့ရှောက်တင်ခဲ့ပါတယ်။အားလုံးကအံ့အားသင့်သွားကြပါတယ်။အိရှိမင်းသားဟာမင်္ဂလိတိုင်းရဲ့အိမ်မက်မင်းသားဖြစ်နေလို့ပါ။ဒါပေမဲ့သူမကတော့အတိတ်ဘဝမှာချစ်ဝင်မင်းသားတစ်ယောက်ပဲသူမအပေါ်ကျင်လာခဲ့တာကိုမှတ်မိနေပါတယ်။နောက်ပြီးနောက်3နှစ်အကြာမှာချစ်ဝင်မင်းသားသတိပြန်ရလာမယ်ဆိုတဲ့လှုပ်ဝဲချက်ကိုလည်းသူမသိနေခဲ့ပါတယ်။ဧကရမင်းကလည်းသူမရဲ့ဆန္ဒကိုလိုက်ရောက်ပေးခဲ့ပါတယ်။အိရှိမင်းသားကတော့ဒါဟာသူ့ကိုစိတ်ဝင်စားအောင်လုပ်ပြနေတာလို့ထင်နေတော့မှဒါပေမဲ့မင်းကလေးကတော့သူ့ကိုလုံးဝလေးရွှေ့ပြီးမင်္ဂလာရက်ကိုတောင်ပိုစောတဲ့ရက်ကိုရွေးချယ်ခဲ့ပါတယ်။မင်္ဂလာဆောင်တဲ့နေ့မှာအိရှိမင်းသားဟာသူမကိုလူအုပ်လေးမှာအဆက်ခွဲဖို့ကြိုးစားပါတယ်။မင်းရဲ့ကျင့်ဝတ်မင်းသားစီသွားခြင်းရင်လမ်းလျှောက်ပြီးသွားလိုက်လို့လောင်မြုံခဲ့တာပါ။လူတိုင်းကမင်္ဂလိရှေ့ရတော်မလို့ထင်နေချိန်မှာပဲခန့်ညားထဲဝါလာတဲ့စစ်တီတော်တွေချက်ရင်ထားတဲ့မင်္ဂလာလက်တွေအဖွဲ့ကြီးရောက်လာပါတယ်။သတိမိမျောနေတဲ့ကျင့်ဝတ်မင်းသားကိုယ်တိုင်သတိရလာပြီးသူမကိုလာကြိုလိုက်တဲ့အခါမှာတော့